ဘယ်မြစ်တာကိုမှပြေးလိုက်ဖို့အစီအစဉ်မရှိပါဘူးရက်ကြံနေကြမှန်းသိရင်တကယ်စစ်မှန်တဲ့သူကပြန်လာရှာမယ်ဆိုတာယုံကြည်တယ်ပေးတိုင်းပြန်မရတဲ့အရာကိုအမှားလို့မခံယူပါဘူးလောကမှာပေးအပ်ဖို့မထိုက်တဲ့သူကိုပေးအပ်မိတဲ့အခါကိုပြန်ရလိုက်တာထက်ကိုယ်တိုင်သိလိုက်ရမှာကသူဟာကိုနဲ့မထိုက်တန်ဘူးဆိုတာကိုပဲဒါကိုနားလည်နိုင်ရင်ဝေးကွာခြင်းဆိုတာတွေမှာနောင်တတွေမရှိပါဘူးအားလုံးကတန်ရာပါပဲမာနာလို့မဟုတ်ပေမဲ့မလိုအပ်တဲ့ရဝန်းကိုတော့မသွားမိအောင်ကြိုးစားရမယ်တချို့ကကိုယ့်ရဲ့အားနည်းချက်ကိုသိလိုက်တဲ့အခါမျိုးမှာနာဖိတတ်တာမျိုးပါဥပမာဘယ်မြစ်တာကိုမှပြေးလိုက်ဖို့အစီအစဉ်မရှိပါဘူးရက်ကြံနေကြမှန်းသိရင်တကယ်စစ်မှန်တဲ့သူကပြန်လာရှာမယ်ဆိုတာယုံကြည်တယ်ပေးတိုင်းပြန်မရတဲ့အရာကိုအမှားလို့မခံယူပါဘူးလောကမှာပေးအပ်ဖို့မထိုက်တဲ့သူကို